စေရနာကောင်းရင်ကံကောင်းသည်လောကလူတွေကကံကောင်းခြင်းကြတယ်လူတိုင်းဟာကံကောင်းခြင်းကြကံကောင်းခြင်းရင်စေရနာကောင်းမှုလိုတယ်လို့ဆိုလို့စေရနာကောင်းမှကံကောင်းမယ်ဘာကြောင့်လဲလို့ဆိုရင်ကံဆိုတာစေရနာကထုတ်လုပ်တာဖြစ်တယ်ပေါ့စေရနာဆိုတာစိတ်နေသဘောထားနဲ့ရှင်တွဲပြီးတော့လာတဲ့အရာတနည်းအားဖြင့်ပြောမယ်ဆိုရင်စိတ်နေသဘောထားကောင်းမွန်တာစိတ်ထားကောင်းတယ်ပေါ့ကောင်းတဲ့အလုပ်တစ်ခုလုပ်ဖြစ်ဖို့ဆိုတာစိတ်နေသဘောထားကောင်းမှကောင်းတဲ့အလုပ်လုပ်ဖြစ်တယ်စိတ်ထားကောင်းမှကံဆိုတဲ့အလုပ်အမှုကိစ္စကောင်းမှပဲဖြစ်တယ်ကံဆိုတာအမှုကိစ္စကိုခေါ်တယ်ကိုလုပ်လိုက်တဲ့အမှုကိစ္စဒါဝစေရနာကောင်းမှကံကောင်းလူများကတော့စိတ်စေရနာကောင်းမှုပြင်ရမယ်ဆိုတာဒီနေရာမှာအသိရှိဖို့လိုစိတ်စေရနာကောင်းမှုပြင်ဆင်မှုမပြုဘဲနဲ့ကံကောင်းအောင်ကြိုးစားလို့ရှိရင်ကံဆိုတာကောင်းလာမှာဟုတ်လူတိုင်းဟာကံကောင်းကြကြတယ်ကံကောင်းလို့ရှိရင်အကျိုးပေးကောင်းတယ်အကျိုးပေးကောင်းတဲ့လူတွေကိုကံကောင်းတယ်လို့ပြောကြအနေကလွတ်မြောက်လာတဲ့အခါမှာလဲအော်ကံကောင်းလိုက်တာနဲ့ပြောကြစီးပွားဥစ္စာတိုးတက်လာရင်လည်းကံကောင်းတယ်လို့ပြောတယ်အကျိုးပေါ်လာတဲ့အခါမှာကံကောင်းတယ်လို့လူတွေကပြောကြတာဖြစ်တယ်သို့တော့အကျိုးမပေါ်ခင်ကစေရနာကောင်းဆိုတာကိုအသိမှပြုဖို့လိုတယ်ပေါ့အဲ့တော့စေရနာကောင်းမှကံကောင်းမှကံကောင်းမှအကျိုးပေးကောင်းမယ်လို့ဒီလိုဆိုလိုတာပေါ့နော်အဲ့တော့လူတိုင်းဘုန်းကြီးတို့တွေစိတ်ထားစေရနာမှန်ကန်ပြီးတော့စိတ်ထားကောင်းအောင်ကြိုးစားဖို့ကအရေးကြီးတယ်ကိုလုပ်တဲ့လုပ်ရသည်တစ်ဖက်သားကိုထိခိုက်နစ်နာတဲ့လုပ်မျိုးမဖြစ်စေရတစ်ဖက်သားမှာကောင်းကျိုးချမ်းသာတွေရသွားတဲ့အလုပ်မျိုးပဲဖြစ်တဲ့မိမိကိုယ်ထိခိုက်တဲ့အလုပ်မျိုးလည်းမဖြစ်စေရဘူးသူတစ်ပါးကိုထိခိုက်နစ်နာတဲ့အလုပ်မျိုးလည်းမဖြစ်စေရဘူးနှစ်ဦးလုံးကိုထိခိုက်နစ်နာတဲ့အလုပ်မျိုးလည်းမဖြစ်စေရဘူးအကျိုးဖြစ်ပေါ်လာတဲ့အခါမှာလည်းပဲဒုက္ခကိုဖြစ်စေတတ်တဲ့အရာမျိုးမဖြစ်စေရဘူးလို့စိတ်ကောင်းနှလုံးကောင်းထားပြီးတော့အသိဉာဏ်နဲ့ဆင်ញင်တုံတရားနဲ့ပြုလုပ်မယ်ဆိုရင်ကံကောင်းလာမှာသိချတယ်ပေါ့ကံကောင်းလာလို့စိတ်ကောင်းစေရနာကောင်းထားပြီးလုပ်သမျှကံကောင်းလာဖို့ရှိတယ်ကိုလှုပ်တဲ့အလုပ်တွေမှန်သမျှစေရနာကောင်းကောင်းနဲ့လှုပ်ဖို့လိုအပ်တယ်ပေါ့မှန်ကန်တဲ့စိတ်တွေသဘောထားတွေမှန်ကန်တဲ့စေရနာတွေအဲ့တော့လှူတဲ့လူတွေဟာလှူတိုင်းစေရနာကောင်းသလားလို့ကိုယ့်ကိုစစ်တမ်းထုတ်ကြည့်ရကိုယ့်ရဲ့စေရနာဟာဘယ်လိုသဘောထားသလဲကိုယ်ကကုသိုလ်ကောင်းမှုမလုပ်လို့ရှိရင်သူများအပြစ်တင်မှကြောက်လို့လုပ်တဲ့လူမျိုးလည်းရှိတယ်နော်လုပ်နိုင်တဲ့အတန်းနဲ့မလုပ်ဘူးဆိုရင်သူများပြစ်တင်မှကြောက်လို့လုပ်တဲ့လူလည်းရှိတယ်နာမည်ပေါ်ခြင်းလို့လုပ်တဲ့လူလည်းရှိတယ်အဲ့ဒါမျိုးကြတော့စေရနာကောင်းလို့ပြောလို့မရဘူးနော်လူမှာ intention လို့ခေါ်တဲ့ရည်ရွယ်ချက်ကမျိုးရှိတတ်တယ်ပေါ့အဲ့ဒီရည်ရွယ်ချက်ကောင်းမှုအမှန်တမ်းအရေးကြီးတယ်ကုသိုလ်ကောင်းမှုလုပ်ရင်ရည်ရွယ်ချက်ကောင်းရအောင်ကောင်းတဲ့ရည်ရွယ်ချက်သည်စေရနာကောင်းစေရနာကောင်းရင်ကံကောင်းမယ်ကံကောင်းလို့ရှိရင်အကျိုးပေးကောင်းတယ်လို့ဆိုတာ